ဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး7ခုယူဒရှိဘရင်အခါနန်းဆန်12နှစ်တွင်ဣလာသာဟောရှေတီနန်းထံ၍ရှင်မရိမြို့နှင့်ဣဒရေလနိုင်ငံကို9နှစ်ဆိုးဆန်လေ၏ထိုမင်းသည်ထာဝရဘုရားရှိတော်နှင့်တိုးစရက်ကိုပြု၏သို့တော်လည်းသူရှိမှဖြစ်ဖူးသောဣဒရေလရှင်ဘရင်တို့ပြုသောတိုးစရက်ကိုမမီထိုမင်းကိုအာရှုရိရှင်ဘရင်ရှာလမာနေဇာသည်စစ်ချီ၍ဟောရှေတီဂျုံခံသည်ဖြင့်အခွန်ဆက်ရ၏နောက်တစ်ဖန်နိတာဆက်ရသောအခွန်ကိုမဆက်တွာအမည်ရှိသောအေဂုတုရှင်ဘရင်ထံသို့တန်တမန်ကိုစေလူ၍ပုံကံမိအကြံရှိသည်ကိုအာရှုရိရှင်ဘရင်တည်သည်ဖြင့်ဟောရှေကိုဖမ်းဆီး၍ထောင်ထဲမှချုပ်ထားပြီးလင်ဣသရေလပြည်တစ်လျှော့လုံးကိုစစ်ချီ၍ရှင်မရိမြို့သို့ရောက်တော်3နှစ်ဝမ်းထား၏ဟောရှေနန်းဆန်ကိုနေ့တွင်အာရှုရိရှင်ဘရင်သည်ရှင်မရိမြို့ကိုရပြေးလင်ဣသရေလအမျိုးကိုအာရှုပြည်သို့တိမ်သွား၍ကောဇေမိနာဟာလာမြို့ဟာဘောမြို့အစရှိသောမေတိနိုင်ငံမြို့ရွာတို့၌ထား၏အကြောင်းမူကားအေဂုတုပြည်နှင့်အေဂုတုဖာရောဘုရင်လက်ထက်ကကဲနှုတ်တော်မူသောမိမိတို့ဖျားသခင်ထာဝရဘုရားကိုဣသရေလအမျိုးသားတို့သည်ပြစ်မှား၍တခြားတစ်ပါးသောဖျားတို့ကိုယူသေးကြ၏သူတို့ရှေ့မှထာဝရဘုရားနှင့်ညီထုတ်တော်မူသောတစ်ပါးအမျိုးသားတို့ထုံးစံနှင့်မိမိတို့ချီးမြှောက်သောရှင်ဘုရင်တို့ထုံးစံတို့လိုက်ကြ၏မိမိတို့ဖျားသခင်ထာဝရဘုရားတစ်ဖက်နှင့်မတရားသောအမှုကိုမထင်မရှားပြုကြ၏ကင်းဆောင်သောမြို့စင်ဖြစ်စေခံခန့်သောမြို့ဖြစ်စေမြို့ရွာအားလုံးတို့ကိုမိသောအရက်ကိုတည်ကြ၏ရုတ်ထုစင်တို့နှင့်အာရှုရပြည်တို့ကိုမိသောဂုံရှိသည်များတို့အပေါ်မှ၎င်းစင်းသောတိပင်ရှိသည်များတို့အောက်မှ၎င်းတီထောင်ပြုစုကြ၏သူတို့ရှေ့မှထာဝရဘုရားနေထုတ်တော်မူသောတပါးအမျိုးသားပြုတကယ်သို့မိသောအရာရှိသည်များအပေါ်မှာနန္တာအပေါင်းကိုမိရှု၍ထာဝရဘုရား၏အမျက်တော်ကိုနိုးစော်ခြင်းကအတ္တမအမှုတို့ကိုပြုကြ၏ထာဝရဘုရားပြညတ်တော်မူသောအမှုရုတ်ထုစင်ထုတို့နှင့်ပူဇော်ခြင်းအမှုကိုပြုကြ၏တို့ရာတွင်ထာဝရဘုရားကအတ္တမလန်းတို့ကိုရှောင်ကြလော့ငါသည်တင်တို့ပိုးပေတို့နှင့်ထားသောတရားငါကျွန်ပရောဖက်တို့ဖြင့်ပေးလိုက်သောတရားကိုအကုန်စင်ကြည့်၍ငါစီရင်ထုံးဖွဲ့ချက်ကိုဆောင်းလျှော့ကြလော့ဟုပရောဖက်များနှင့်အနာဂတ်ဟောဆရာများတို့ဖြင့်ဣသရေလအမျိုးယူဒအမျိုးနှင့်တသက်ခံတော်မူတော်လဲသူတို့သည်နားမထောင်မိမိတို့ဖျားသခင်ထာဝရဘုရားကိုမယုံကြည်သောပိုးပေတို့လေပင်ကဲ့သို့မိမိတို့လေပင်ကိုခံမစေကြ၏စင်ရင်တော်မူချက်ပိုးပေတို့နှင့်ဖွဲ့တော်မူသောပရိညင်သူတို့နှင့်တသက်ခံတော်မူသောတသက်တို့ကိုဖယ်၍အနာတတရားကိုကျင့်လျက်အချင်းအနည်းတသက်ဖြစ်ကြ၏အကျင့်တစ်ပါးအမျိုးသားကျင့်တကယ်သို့မကျင့်ကြနေဟုထာဝရဘုရားပြညတ်တော်မူ၏ပတ်လည်နှင့်နေသောထိုအမျိုးသားနှောသို့လိုက်ကြ၏မိမိတို့ဘုရားသခင်ထာဝရဘုရား၏ပြညတ်တော်ရှိသည်များတို့ကိုဆုံး၍နားတငယ်တည်းဟုသောသုံးသောယုတ်ထုနှင့်အာရှာရပြည်ကိုလှုပ်ကြ၏မောကောင်းကင်တစားများကိုကွယ်၍ပါလဖျားကိုလည်းဟူပြုကြ၏သားသမီးတို့ကိုမင်းဖြစ်ပူဇော်ကြ၏နာဝဇအတပြုစားသောအတကိုသုံးဆောင်၍ထာဝရဘုရားတရား၏အမျက်တော်ကိုနိုးဆော်ခြင်းကရှေ့တော်နှင့်တိုးစရဲကိုပြုမိဟုကိုရောင်ကြ၏ထို့ကြောင့်ထာဝရဘုရားသည်ဣသရေလအမျိုးကိုပြင်းစွာအမျက်ထွက်၍မျက်မှောက်တော်မှဖယ်ရှားတော်မူ၏ယူဒအမျိုးမှတပါအခြားသောအမျိုးမကြံမကျွင်းရယူဒအမျိုးမူကားမိမိတို့ဖျားသခင်ထာဝရဘုရား၏ပညာတရားကိုမဆောင်ဣသရေလအမျိုးလိုက်သောထုံးစံဓလေ့သို့လိုက်ကြ၏ထာဝရဘုရားသည်လည်းဣသရေလအမျိုးရှိသည်များတို့ကိုယုံရှာ၍မျက်မှောက်တော်မှမနီထို့မိတိုင်အောင်တန်ခတ်တော်မူ၏လူရသောသူတို့လိုက်နှင့်အာတော်မူ၏ဣသရေလအမျိုးကိုဒါဝိဒ်မင်းမျိုးမှဆုတ်ဖဲ၍သူတို့သည်နေပဣသားယေရောဘော်ကိုရှင်ဘရင်အရာနှင့်ခန့်ထားကြ၏
ရေရောဖော်သည်လဲထာရဖျားနှော့တော်သို့လိုက်ရာမှာဣဒရေလအမျိုးကိုလွဲစေ၍တိုးစရက်ကြီးကိုပြုစေ၏တို့ဖြစ်၍ရေရောဖော်ပြုသောတိုးစရက်လန်သို့ဣဒရေလအမျိုးသားတို့သည်အစဉ်တဆက်လိုက်ကြ၏ထာရဖျားသည်မိမိကျွန်ပရောဖက်အပေါင်းတို့ဖြင့်မိန့်တော်မူသည့်အတိုင်းဣဒရေလအမျိုးကိုမျက်မှောက်တော်မှဖယ်ရှားတော်မူမိတိုင်အောင်သူတို့သည်ထိုတိုးစရက်အပြစ်ကိုမရှောင်ဘဲလိုက်ကြ၏ထို့ကြောင့်နေရင်းပြင်မှအာရှုရိပြည်သို့တင်သွားခြင်းကိုယနေ့တိုင်အောင်ခံရကြ၏အာရှုရိရှင်ဘုရင်သည်လည်းဘာဗုလုန်မြို့သားကုသမြို့သားအာဝမြို့သားဟာမတ်မြို့သားတေဖရိဝိမြို့သားတို့ကိုဆောင်ခဲ့၍ရှင်မာရိမြို့ရွာတို့တွင်ဣသရေလအမျိုးသားကိုစားထားသည်ဖြင့်ထိုလူတို့သည်ရှင်မာရိမြို့ရွာတို့ကိုတင်ယူ၍နေရာကျကြ၏နေရာကျဆကထာဝရဘုရားကိုမယုံသေးသောကြောင့်ရှင်သိတို့ကိုစေလူ၍အချို့တို့ကိုကဲ့စားစေတော်မူ၏ထို့ကြောင့်အချို့တို့ကကိုရောပြောင်းစေ၍ရှင်မာရိမြို့ရွာတို့နှင့်ထားတော်မူသောလူအမျိုးမျိုးတို့သည်ထိုပြည်ဆောင်ဖျားဤတရားကိုနားမလည်သောကြောင့်ထိုဖျားသည်ရှင်သိတို့ကိုစေလူ၍နေရကြသောသူတို့ကိုတပ်ပါသည်ဟုအာရှုရိရှင်ဘုရင်အားလျှောက်ကြသောအာရှုရိရှင်ဘုရင်ကထိုပြည်မှတင်းခဲ့သောယေဘရဟိတယောကိုပြန်ပုတ်ကြသူသည်သွား၍ထိုပြည်ဆောင်ဖျားဤတရားကိုတုံတင်လျက်နေလေစေဟုမိန့်တော်မူသည့်အတိုင်းရှင်မရိမြို့မှတင်းခဲ့သောယေဘရဟိတယောသည်ပြန်၍ပေတလမြို့နှင့်နေလျက်ထာဝရဘုရားကိုအဘယ်သို့ယိုသေးရမည်ကိုတုံတင်လေ၏သို့တော်လည်းထိုလူမျိုးအသီးသီးတို့သည်မိမိတို့ဘုရားကိုလို၍နေရာကျသောမြို့ရွာတွင်မိသောအရာပေါ်မှာရှင်မရိမြို့သားလိုနှိသောအိမ်တို့နှင့်တင်ထားကြ၏ဘာဗုလုန်မြို့သားတို့သည်သူကိုပေနှုတ်ဖျားကိုတမြို့သားတို့သည်နေရကာလဖျားဟာမတ်မြို့သားတို့သည်အာရှိမတ်ဖျားအာဝမြို့သားတို့သည်နေပဟာဇက်ဖျားနှင့်တာတဖျားကိုလိုကြ၏တေပရိမြို့သားတို့သည်တေပရဝိမြို့ဆောင်ဖျားအာဒရီလိုက်တွင်အနာမွေလဖျားကိုအာသာသမီးကိုမြှရှို့၍ပူဇော်ကြ၏ထာဝရဘုရားကိုလည်းယိုသေး၍တာမညလူတို့ကိုမိသောအရာယေဘရဟိအရာနှင့်ခန့်ထားသည်ဖြင့်လူတို့သည်မိသောအရာ၏တို့၌လူများအဖို့ပူဇော်ကြ၏ထို့သောထာဝရဘုရားယိုသေးကြ၏တိမ်သွားခြင်းကိုခံရသောလူမျိုးပြုတကယ်သို့မိမိတို့ဘုရားကိုလည်းဟောပြုကြ၏ယနေ့တန်အောင်ရှေးထုံးစံဒလေတို့လိုက်ကြသည်ဖြစ်၍ထာဝရဘုရားကိုယိုသေးရမယောဣသရေလအမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမဆောင်ဣသရေလအမည်ဖြင့်သမုတ်သောယာကုပ်အမျိုးသားတို့နှင့်ထာဝရဘုရားထားတော်မူသောပညာတရားတို့ကိုမကျင့်ဘဲနေကြ၏ထာဝရဘုရားသည်ထိုအမျိုးသားတို့နှင့်ပြည့်ညင်ဖွဲ့၍သင်တို့သည်အခြားတစ်ပါးသောထာဝရဘုရားကိုမယုသေးအိုမညွတ်အိုမပြုတ်ရည်မပူဇော်ရသင်တို့ကိုကြီးသောတကိုစံသောလက်ယုံတော်အားဖြင့်အေဂဒုပြည်မှဂေနှုတ်တော်မူသောထာဝရဘုရားကိုသာယိုသေးကိုဖွယ်၍ရည်ပူဇော်ရမည်သင်တို့အဖို့ရေးထားတော်မူသောစီရင်ထုံးဖွဲ့ချက်ပညာတရားတို့ကိုအစဉ်အမြဲဆောင်ရှောက်ရမည်အခြားတစ်ပါးသောဘုရားတို့ကိုမယိုသေးသင်တို့နှင့်ငါဖွဲ့သောပရိညင်ကိုမမေ့လျှောက်ရတခြားတစ်ပါးသောဘုရားတို့ကိုမယိုသေးရသင်တို့၏ဘုရားခင်ထာဝရဘုရားကိုသာယိုသေးရမည်တို့ပြုလင်ရန်သူအပေါင်းတို့လိုက်မှကဲ့နှုတ်တော်မူမည်ဟုမှားထားတော်မူတော်လဲသူတို့သည်နားမထောင်ရှေးထုံးစံဒလေသို့လိုက်ကြ၏ထိုလိုအမျိုးကိုယ်တိုင်မှစ၍သားမြေမြစ်တို့သည်ထာဝရဘုရားကိုယိုသေးကြ၏ယိုထုစင်ထုတို့ကိုလည်းဟောပြုကြ၏မိယောဖလာတို့သို့ရော်၍ယနေ့တိုင်အောင်ကြည်နေကြ၏အခန်းကြီး18ဣသရေလရှင်ဘုရင်ဣလာသာဟောရှေနန်းဆန်3နှစ်တွင်ယုဒရှင်ဘုရင်အာခသာ
Hosiki the at then the Sangani Shido, Nantan, Jerusalem Yone, Nasegoni, Sosanli, Meroga, Sakritami, Api Amishi, to me the Apata which in the Miata, Tarapia Shirone, the Yado Amugo Bui, Mito Ayado go pay, Yoto Sintu Dogo cho pay, Ashirapi Dogo Kolai, Moshi Lodo, Jewa Muigo, a bang bang pay, Jamunga, Idrila Muda Dodi, Togala de on Tomwe Shema, Nada Bango Misho Dajai, Tomwego, Nahu. Nahuda mi pi metadi, Idrila amyoi, Piad Kintarapia go, to mean colo together, do not ma colo the, Juda shimbi the Yamashi, Shegala nele mashi, Tarapia ne singa ye, no do a simia let the pi, Moshine, Tarapia taro moda, Pinya dogo, Sanshali, Tarapia di dune do shira modapi, do the Pulia ne only, Assuration be a John Macan, Bongan lei, Pilati Ludo go David, Gaza Muneda on, Cancan dom Yomiani, Gensa dom Yosimiago, Lo Janlei, his a game minji Nansen Leni, Idrila Shimbayin, Ilada, Hoshi Nansen Kunidre, Assuration be Shalamane di Shamari Mudo Sichi, Wanta e, Doni Sedo Aka, his guinness and Tony, Idrila Shibe, Hoshi Nance and Go Nidre, Shamari Mugo David, Yajai, Ashiri Shibe, Idrila Amugo, Ashiri Bido Tendaye, Goze Mina, Hala Mu, Harbor, Mu Sashido, Mary Nanga Mu. မြို့ရွာတို့နဲ့ထား၏အကြောင်းမူကားသူတို့သည်မိမိတို့ဖျားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထားဖွဲ့တော်မူသောပရိညင်တို့ကို၎င်းထာဝရဘုရား၏ကျွန်မောရှေမှထားသည်များကို၎င်းအမှုမထားလုံခြုံကြ၏ဟေဇကိမင်းကြီးနန်းဆန်ဆက်လေးနေ့တွင်အာရှိရိရှင်ဘယံတနာခရီးသည်ယူဒပြည်၌ခံသောမြို့ရှိသမျှတို့ကိုစစ်ချီ၍လုံခြံလေ၏ယူဒရှိဘယံဟေဇကိသည်အာရှိရိရှိဘယံရှိရာလာကိရှာမြို့သို့ဆေလူ၍အကျွန်ုပ်မှားပါပြီပြန်သွားတော်မူပါကိုရောတင်သမျှကိုထမ်းပန်မီဟုရှော့စေသောအာရှိရိရှင်ဘယံသည်ယူဒရှင်ဘယံဟေဇကိ၌ငွေအခွက်3ထောင်ရွှေအခွက်300ကိုတောင်း၏ဟေဇကိသည်ပြည်မှန်တော်နှင့်၎င်းနန်းတော်ပန်နန်တန်းနှင့်၎င်းတွေးသည်မြသောငွေကိုပေး၏ပြည်မှန်တော်တကားဒဇန်များကိုရန်အရင်မုံမှန်သောတန်တန်ဒဇန်များကိုလည်းချူ၍အာရှုရိရှင်ဘုရင်အားပေး၏နောက်တစ်ပန်အာရှုရိရှင်ဘုရင်သည်တရန်ရာဘာတာရဲရာဘာရှာဖရေဒိုကိုများစွာသောပုံချွေတွေကွာလာခရစ်ယာန်မြို့နဲ့ယေရုရှလင်မြို့ဟေဇကိမြို့ထံမြို့ဟေဇကိမင်းကြီးထံသို့ဆေလူတဖြစ်သူတို့သည်ရော့သောအခါခါဝါတဲ့ဤလဲနာမှာရှော့တော်လန်အထက်ရေကန်ပုံဝါနဲ့ရန်နေကြ၏ရှင်ဘရင်ကိုခေါ်သောအခါခိလခိတာဖြစ်သောနဲတော်အုပ်ဤလျက်ကီဆိုင်စီယေရောကြီးရှေဗနာအာတတာအတွင်းဝင်ရောအာတို့သည်သူတို့ထံသို့ထွက်ပြေးလင်ယာပရှာခကမဟာရှင်မင်းကြီးအာရှုရိရှင်ဘုရင်သည်ဟေဇကိကိုမိတ်တော်မူသည်ကသူခိုလိုတဖြစ်ခိုလိုရာကအဘယ်သို့နည်းစီတဲလောက်အောင်ညံတတိအစွမ်းတတိနှင့်ငါပြည့်စုံသည်ဟုအချင်းနီးသောစကားကိုသင်ဆိုပါသည်တကားငါကိုပုံကန်ခြင်းကအဘယ်သူကိုစားသည်ကျိုးသောဂျိုလုံးဟောင်ဝေးတီးဟုသောအေဂဒိုပြည်ကိုစားပါသည်တကားထိုဂျိုလုံးသည်မိသောသူ၏လက်ကိုဖော်၍ရှမ်းသွားလိမ့်မည်ထို့သောဤအေဂဒိုမြင်းကြီးဖာရောဘုရင်သည်မိမိနှင့်မိသောသူအပေါင်းတို့ကိုပြုလိမ့်မည်တင်တို့ကငါတို့သည်
ငါတို့ဤဖျားခင်ထွာရဖျားကိုကိုးစားသည်ဟုဆိုပြန်လေဟေဇကိသည်မိသောအယထဏနှင့်ယစ်ပလင်တို့ကိုဖယ်၍ယေရုရှလင်မြို့မှအေမီသောယစ်ပလင်ရွှေ၌ကိုးကွယ်ရမည်ဟုယူဒပြည်ယေရုရှလင်မြို့သားတို့ကိုမှားထားသည်ဖြင့်တင်တို့ပြစ်မှာသောဖျားဖြစ်သည်မဟုတ်လောတို့ဖြစ်၍ယခုတွင်ငါသခင်အာရှုရရှိဘယေနှင့်အမတ်ခံတို့ကိုအပ်ပါလောတင်နှင့်မြည်စည်းတည်းရဲ့လုံလောက်အောင်ရှိမည်လေမိနကောင်တို့ကိုငါပေးမည်တင်သည်ငါသခင်အေဂျုံတို့တွင်အငြင်းဆုံးသောပိုကိုအပယ်သို့လန်နန်သည်မီနီအဂရုပြေမှယထာများမြည်စည်းတည်းရဲ့များကိုရမည်ဟုယုံပါသည်တကားထာရဖျား၏ခုံမရှိဘဲဤပြည်ကိုဖန်ဆီးခြင်းကလာသလောထိုပြည်ကိုသွား၍ဖြည့်ဆည်းလောဟုထာရဖျားသည်ငါအားမိတော်မူပြီးဤအကြောင်းအရာများကိုပြန်ပြောကြလောဟုပြောဆို၏ထိုအခါဟိလခိတာဣရှကေရှေဗနာယောအာတို့ကရှုရိပါတာစကားအားဖြင့်ကျွန်တော်တို့အားအမိရှိပါလောထိုစကားကိုကျွန်တော်တို့သည်နားလည်ပါ၏မြို့ရိုးပေါ်မှာရှိသောသူတို့သည်ကြားရအောင်ယူဒဘာသာစကားအားဖြင့်အမိမရှိပါနေဟုရာဘရှခါကိုဆိုကြလင်ရာဘရှခါကငါသခင်သည်တင်ဤသခင်နှင့်တိတ်အားသာ၍ဤစကားကိုပြောစေခြင်းကငါကိုစေလိုတော်မူသလောမျိုးရိုးပေါ်မှာထံလေရဲ့တင်တို့နှင့်အတူမိမိတို့ပစင်ကိုစား၍မိမိတို့ရေဟန်းကိုတောက်ရလောတော်သူတို့ရှိရသောစေလူတော်မူသည်မဟုတ်လောဟုဆိုပြီးလင်ရာပရှာခတိထား၍ယူဒဘာသာစကားအားဖြင့်ကျဲသောအသည်နှင့်ရွေးကြော်လျက်မဟာရှင်မင်းကြီးရှိအရှုရရှင်ဘရင်၏အမိတော်ကိုနားထောင်ကြလောရှင်ဘရင်မိတော်မူသည့်အခါဟေဇကိသည်တင်တို့ကိုမလိုက်စားစေနှင့်သူသည်တင်တို့ကိုငါလိုက်မှကဲယူချင်းငါမတနိုင်ဟေဇကိကထာရဗျာသည်ငါတို့ကိုဤကအမှန်ကဲယူတော်မူမည်ဤမြို့သည်အရှုရရှိဘရင်လိုက်တော့မရောက်ရဟုဆိုသည်ဖြင့်ထာဝရဘုရားကိုမကိုးစားနှင့်ဟေဇက်ကိုစကားကိုဟေဇကိစကားကိုနားမထောင်ကြနှင့်အရှုရရှိဘရင်မိတော်မူသည်ကငါနှင့်မေတ္တာရဖွဲ့ကြငါထံသို့ထွက်လာကြတင်တို့မသေးအသက်ရှင်မြင့်ကြတင်တို့ပြည်နှင့်တူသောပြည်ဒီဟူသောဆန်စပါးပြည်ရင်နှင့်ပြည့်စုံသောပြည်မိုနိစ်ပြည်ရဲ့တန်လွင်စီပြားရည်များသောပြည်တို့ပုတ်ချင်းကငါမလာမိတန်အောင်တင်တို့သည်ကိုစပြည်ပြင်၏အတီးကိုသိန်းပေါ်တဖန်ပြည်ရဲ့တီးကိုစား၍ကိုရေကန်ကရေကိုတောက်လျက်နေကြအိုလောဟေစကီကထာရဖျားသည်ငါတို့ကိုကဲယူတော်မူမည်ဟုမဖျားယောင်းစီနှင့်အပြည်ပြည်သောဖျားတို့သည်မိမိတို့ပြည်များကိုအာရှုရရှိဘရင်လိုက်မှကဲလို့ကြပြီလောဟာမပြည်ဤဖျားအာဘပြည်ဤဖျားတို့သည်အပယ်မှရှိကြသည်တေဖရဝိမ်ပြည်ဟေနပြည်ဤဝါပြည်ဤဖျားတို့သည်ဘယ်မှရှိသည်သူတို့သည်ရှမရိပြည်ကိုငှားလိုက်နဲ့ကဲလို့ကြပြီလောထိုအဘိဘီသောဖျားတို့တွင်အဘယ်မီသောဖျားသည်မိမိပြည်ကိုငှားလိုက်မှကဲလို့ဖိုးသည်ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုငှားလိုက်မှအဘယ်သို့ကဲလို့နိုင်မည်နည်းဟုဆိုလေ၏ယူဒလူသည်လည်းစကားတခွန်းကိုမျှမပြန်ဘဲတိတ်ဆိတ်စွာနေကြ၏အကြောင်းမူကားပြန်မပြောနှင့်ဟုရှင်ဘုရင်အမိန့်ရှိသည်ထိုအခါဟေလခိတာဖြစ်သောနန်းတော်အိုအေလျကိစီယေတော်ကြီးရှေဗနာအာတတာအတွင်းဝင်သောယောအာတို့သည်အတွင်းဝန်ယောအာတို့သည်မိမိအဝတ်ကိုဆိုလျက်ဟေဇကိမင်းထံသို့လာ၍ယာဖရှာခစကားကိုကြားလျှောက်ကြ၏အာမင်အခန်းကြီး7ထိုစကားကိုဟေဇကိမင်းကြီးသည်ကြားလေမိမိအဝတ်ကိုဆို၍ရှောင်းထေအဝတ်ကိုခြုံလျက်ပြစ်မှန်တော်သို့သွားလေ၏ရှောင်းထေအဝတ်ကိုဝတ်လျက်ရှိသောနန်းတော်အိုဣလကေစေတော်ကြီးရှေဗနာအသက်ကြီးသောယေဘရဟေတို့ကိုအာမုတ်တာပရောဖက်ဟ
ဟေရှာယထံသို့စေလိုလေ၏ဟေဇကိမြင်မှထားသောစကားဟောမူကားယနေ့သည်ဒုက္ခနှင့်ဆုံးမသောနေ့ကဲ့ရဲ့ခြင်းကိုခံသောနေ့ဖြစ်၏တားဖွားခြင်းရော၍တားကိုဖွားနိုင်အောင်ခွန်အားမရှိအသက်ရှင်တော်မူသောဘုရားသခင်ကိုကဲ့ရဲ့စေခြင်းကအာရှုရိရှင်ဘုရင်စေလိုသောမိမိကျော်ရာဖရခစကားကိုတင်ဤဘုရားသခင်ထာဝရဘုရားကြားတော်မူစေသောတင်ဤဘုရားသခင်ထာဝရဘုရားသည်ကိုရောတိုင်ကြားသောစကားကိုခြေတော်မူပါစေသောတင်သည်လည်းကြံကျွင်းသောလူတို့ဖို့ဆုတောင်းပတ္ထနာပြုပါဟုပြောစေခြင်းကဟေဇကိမင်းစေလိုသောကျွန်တို့သည်ဟေရှာယထံသို့ရောက်လာကြ၏ဟေရှာယကလည်းထာဝရဘုရားမိတော်မူသည်ကအာရှုရိရှင်ဘုရင်၏ကျွန်တို့သည်ငါကိုကဲ့ရဲ့၍တင်သည်ကြားရသောစကားကြောင့်မကြောက်နှင့်ထိုမင်းနှင့်အခြားသောစိတ်တော်ကိုငါသွင်းမည်သူသည်တည်င်းကြား၍မိမိပြည်သို့ပြန်သွားလိမ့်မည်ထိုပြည်၌ဒါပြီးငါဆုံးစေမည်ဟုစကားတော်ကိုတင်တို့ဤသခင်အားပြန်ကြားကြလောဟုပြောဆို၏ထွာအခါအာရှုရိရှင်ဘုရင်သည်လာခိရှမြို့မှထွက်သွားကြောင်းကိုရာပရှာခကြားလေပြန်သွား၍လေပနမြို့ကိုရှင်ဘုရင်တက်နေသည်ကိုတွေ့လေ၏နောက်တစ်ပံကုရှမင်းကြီးတိရိခသည်စစ်ချီ၍လာပြီးဟုတည်င်းကြသောအခါဟေဇကိမင်းထံသို့တမန်တို့ကိုစေလိုပြန်၍တင်တို့သည်ယူဒမင်းကြီးဟေဇကိကိုပြောရသောစကားဟောမူကားတင်ကိုးစားသောဘုရားသခင်ယေရုရှလင်မြို့သည်အာရှုရိရှင်ဘုရင်လက်သို့မရောက်ရဟု၍တင့်ကိုမလက်စားစေနီအာရှုရိရှင်ဘုရင်တို့သည်ခတ်သိမ်းသောပြည်တို့ကိုလှုပ်ကြံ၍ရှင်းရှင်းဖြက်စီးကြောင်းကိုတင်သည်ကြားရပြီးကိုရန်လူလိမ့်မည်လောငါဘိုးဘေးတို့သည်ဖြက်စီးသောအမျိုးသားကောဇန်မျိုးသားခရန်မျိုးသားယေဇအမျိုးသားတေလဒမျိုးနှင့်ရှိသောအေဒံမျိုးသားတို့ကိုတင်တို့၏ဖျားများတို့သည်ကဲ့ရဲ့ကြပြီလောဟာမမင်းကြီးအာဘမင်းကြီးနှင့်တေရဖေဝုမြို့ဟေနမြို့ဤဝါမျိုးတို့ကိုစိုးစံသောမင်းကြီးတို့သည်အပယ်မှရှိကြသည်ဟုမာလဲလေ၏ထိုမှာစကားကိုဟေဇကိမင်းသည်တန်တမန်လိုက်မှခံယူ၍ကြည်ပြီးလင်ပြမန်တော်သို့သွား၍ထာဝရဘုရားရှိတော်နှင့်ဖြန့်ထားလေ၏ထိုအခါဟေဇကိမင်းသည်ထာဝရဘုရားရှိတော်နှင့်ရှော့ဆိုသည်ကခေရုပင်ပေါ်မှထိုင်တော်မူသောဣသရေလမျိုး၏ဘုရားသခင်ထာဝရဘုရားကိုတော်သည်ဘုရားသခင်ဖြစ်တော်မူ၏ကိုတော်တပါးတည်းသာလေမြေကြီးမှာရှိသည်များသောအတိုင်းတဲ့အပြည်ပြည်တို့၏ဘုရားသခင်ဖြစ်တော်မူ၏ကိုတော်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏အိုထာဝရဘုရားနားတော်ကိုလိုက်၍နားထောင်တော်မူပါအိုထာဝရဘုရားမျက်စိတော်ကိုဖွင့်၍ကြည့်ရှုတော်မူပါတနာခရိမင်းသည်အသက်ရှင်တော်မူသောဘုရားသခင်ကိုကဲ့ရဲ့၍ပြောစေသောစကားအလုံးတို့ကိုမတော်မူပါအိုထာဝရဘုရားအကယ်စင်စစ်အာရှုရိရှင်ဘုရင်သည်အတိုင်းတိုင်းပြည်ပြည်တို့ကိုဖျက်ဆီး၍သူတို့၏ဘုရားများကိုမြင်ထဲသို့ချပစ်ကြပါပြီထိုဘုရားတို့သည်ဘုရားမဟုတ်လိုလတ်ဖြစ်လို့သောတိတာနှင့်ကြောဖြစ်သောကြောင့်ဖြစ်စီခြင်းတို့ရောက်ကြပါ၏အိုအကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားကိုတော်ထာဝရဘုရားတပါးသောဘုရားဖြစ်တော်မူသည်ကိုမြေကြီးမှရှိသည်မြတ်သောတိုင်းနိုင်ငံတို့သည်တည်မြဲကြောင့်အကျွန်ုပ်တို့ကိုထိုမြင်လိုက်မှယခုကဲ့ရဲ့တော်မူပါအကျွန်ုပ်တောင်းပန်ပါသည်ဟုပရှနာပြုလေ၏ထွာအခါအာမောသားဟေရှာယသည်ဟေဇကိမင်းထံသို့စေလူ၍ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားမိတော်မူသည်ကတင်သည်အာရှုရိရှင်ဘုရင်တနာခရိအကြောင်းကြောင့်ငါရှိမှပြုသောပထနာစကားကိုငါကြားရပြီထိုမင်း၏အမှုမှာထာဝရဘုရားမိတော်မူသောစကားဟုမူကားစေအောင်တို့သမီးကညံသည်တင့်ကိုမထင်မှတ်မီပြု၍ပြည့်ရဲ့၏ယေရုရှလင်မြို့တို့သမီးသည်တိန်တော်နှင့်ကောင်းငိ၏တင်သည်အဘယ်သူကိုကဲ့ရဲ့ဆဲရည်သည်အဘယ်သူကိုအော်ဟီ၍မျက်နာထွန်လွားသည်ဣသရေလအမျိုး၏တန်ရှင်းသောဖ
ယားသခင်ဖျားကိုပင်ပြုပါမည်တကားတင်ဒီတမန်များအားဖြင့်ထာဝရဘုရားကိုကယ်၍ငါသည်ယထာများသဖြင့်တောင်ထိပ်သို့၎င်းလေဖို့နှုတ်တော်အထုသို့၎င်းတက်လာပြီးအယမိသောအာစီပင်နှင့်အကောင်းဆုံးသောထင်းရှုပင်တို့ကိုငါခိုလဲပြီးအဝေးဆုံးသောခိုလိုရာသည်များသည်တောထဲသို့ငါဝင်၏ငါသည်တွင်တူ၍မမီးဖူးသောရေကိုတော်ရ၏ငါဤခြေဘွားအားဖြင့်အကရိုမြင့်လိုက်ကြားရည်ရှိသည်များကိုခန်းချော့စီပြီးဟုတင်ဆိုမိပြီတကားငါသည်အထက်ကအေရမှုကိုစီရင်ကြောင်းနှင့်ရှေ့ကာလနှင့်ပြုပြင်ကြောင်းကိုတင်မကြသလောယခုမှလည်းတင်ဒီခံခန့်သောမြို့တို့ကိုဖျက်ဆီး၍ကြော့ပုံးဖြစ်စေသောသူဖြစ်စေမည်အကြောင်းငါစီရင်ခံထားလေ၏ထို့ကြောင့်မြို့သားတို့သည်အားနေကြ၏မယ်ရီဝေ၍စစ်ပြည့်လျက်ရှိကြ၏တောမြက်ပြင်နှင့်စင်းသောစပါးပြင်ကဲ့သို့၎င်းဤမိုးအပေါ်မှာပေါ့သောမြက်ပြင်နှင့်မကြီးမင်ညှိုးနွားသောစပါးပြင်ကဲ့သို့၎င်းဖြစ်ကြ၏တင်ဤနေထိုင်ခြင်းထွက်ဝင်ခြင်းငါနှင့်အမျက်ပေါင်းခြင်းတို့ကိုငါသိ၏ငါနှင့်တင်၏အမျက်ဟုံးခြင်းစော်ကားခြင်းကိုငါကြားရသောကြောင့်တင့်ကိုနာရှုတိုင်၍စက်ခုံးပြီးမှတင်လာသောလမ်းဖြင့်ပြန်စီမည်တင်မရသောနမိတ်လက္ခဏာဟူမူကားယခုနေ့တွင်အလိုလိုကျွေးရသောအသည့်အနှံတို့ကို၎င်းဒုတိယနေ့တွင်ထို့အတူပေါ့သောအယံများကို၎င်းတင်တို့သည်စားရမည်တတိယနေ့တွင်မျိုးစေ့ကိုကျဲ၍စပါးကိုရေးကြလော့စပြည့်အိုးရင်ကိုဆဲ၍အသီးကိုစားကြလော့ဘေးလူ၍ကြံကျွေးသောယုဒမျိုးသားတို့သည်ဖန်အောက်မှအမြင့်ဆွဲ၍အထက်မှအသီးကြလိမ့်မည်ကြံကျွေးသောသူတို့သည်ယေရုရှလင်မြို့ထဲက၎င်းဘေးလူသောသူတို့သည်ဇိအုန်တော်ပေါ်က၎င်းပေါ်လာကြလိမ့်မည်ကောင်းကင်ဘုံရှင်ရှင်ထာဝရဘုရားသည်အလိုတော်အားကြီး၍ထိုအမှုကိုစီရင်တော်မူမည်တို့ဖြစ်၍ထာဝရဘုရားသည်အရှုရရှင်ဘုရင်ကိုယင်မှ၍မိတော်မူသည်ကသူသည်ဤမြို့သို့မဝင်ရမြို့ထဲသို့များကိုမပြေရမြို့ရှိမှတိုင်းလွှားကိုမပြရမြို့ပြင်မှာမြေရိုးကိုမဖုံးရလာသောလမ်းဖြင့်ပြန်သွားရမည်ဤမြို့ထဲသို့မဝင်ရငါသည်ကိုမျက်နှာကို၎င်းငါကျွန်ဒါဝိဤမျက်နှာကို၎င်းထောင်း၍ဤမြို့ကိုကယ်ရင်ချင်းကဆောင်မှမည်ဟုထာဝရဘုရားမိတော်မူ၏ထိုညတွင်ထာဝရဘုရား၏ကောင်းကင်တမန်သည်ထဲ၍အရှုရိတတွင်လူ3,500တို့ကိုတန်ခတ်လေ၏နက်နက်စောစောထရှင်ရောသောအခါထိုသောအပေါင်းတို့သည်အသေးခံဖြစ်ကြ၏အရှုရိရှင်ဘုရင်တနခရီသည်လည်းထိုအရာမှထွက်၍ပြန်သွားပြီလေနိနေဝေမြို့နှင့်နေလေ၏နောက်တစ်ဖန်သူသည်မိမိဘုရားနေဒီယိုဤပြမှန်နဲ့ကိုးကွယ်စဉ်တွင်ဒါရောအာဒမ်နလိုက်၌ရှယ်ရီဇတ်သည်ခမဲတော်ကိုတာနှင့်တပ်ပြင်းလင်အာရမဏိပြည်သို့ပြေးကြ၏ဒါရောဣတရဟန်တို့သည်လည်းခမဲတော်အရာနှင့်နန်း